အားလုံးပဲမင်္ဂလာပါ Open Door Education မြန်မာ YouTube Channel မှာကြိုဆိုလိုက်ပါတယ်ယနေ့အခြေခံပုံဆွဲ6ကို Illustrator အသုံးပြုပြီးတော့ဆွဲပြသွားမှာဖြစ်ပါတယ်ဒီနေမင်းကြီးအရောင်ဖြာထွက်နေတာပေါ့အသုံးပြုမဲ့ tools တွေကတော့ Ellipse tool အသုံးပြုပြီးတော့ cycle ဆိုတာဒီစဝိုင်းလေးဆွဲပါမယ် rectangle tool အသုံးပြုပြီးတော့ဒီ Thomas တူကန်လေးဆွဲပါမယ်ပြီးရင် shape builder tool အသုံးပြုပြီးတော့ဒီအရောင်တွေကိုခြေပြသွားပါမယ်pathfinder တွေကဒီ pathfinder တွေကဒီminus front ဒါလေးကိုနှိပ်ပြီးတော့ဒီစဝိုင်းရဲ့ဒီအောက်ပိုင်းလေးကိုဖြတ်ပြသွားမှာဖြစ်ပါတယ် Illustrator ကိုဖွင့်လိုက်ပါပြီအရင်ဦးဆုံး rectangle 2 သုံးပြီးတော့ဒီတော့လေးဆွဲလိုက်ပါမယ်ဒီမှာသူ့ရဲ့မြင်းကိုပေါ်ခြင်းတဲ့အတွက်အမဲရောင်လေးလုပ်ပြလိုက်ပါမယ်ပြီးရင်ဒီမှာစဝိုင်းလေးတစ်ခုဆွဲမှာဒါလေးကိုဖြီး ellipse တူရွေးမယ်ဒီမှာစဝိုင်းလေးဖြစ်ချင်တာဖြစ်တဲ့အတွက် shift key ကိုဖိထားလိုက်ပါအဲဒါစဝိုင်းလေးဖြစ်သွားပါပြီပြင်တာကိုအလဲလေးရွှေ့ခြင်းနဲ့ဆိုရင် selection 2ကိုသုံးပြီးတော့ဒီလိုပတ်လေးပေါ်တဲ့အချိန်မှာဖိပြီးတော့ဆွဲခဲ့လိုက်ပါကဲရပါပြီပြီးရင် shape builder 2ကိုသုံးပြီးတော့ selection 2ကိုယူပြီးတော့အားလုံးကိုယူလိုက်ပါပြီးရင် shape builder 2ကိုအသုံးပြုပြီးတော့ဒီအလဲလေးကိုအနီလေးချဲလိုက်ပါမယ် selection 2ကိုရွေးမယ်ပြီးရင်ဒီအောက်ပိုင်းလေးကိုမယူတော့ဘူးဆိုတော့ delete နဲ့ဖြတ်လိုက်ပါပြီရွေးပြီးတော့ဟုတ်ပြီဒီအရောင်လေးတွေဖြာထွက်နေတာကိုမြင်းလေးဆွဲမယ်ပြီးတော့ line segment 2ကိုရွေးလိုက်ပါဒီအလဲလောက်ကနေစပြီးတော့မြင်းလေးဆွဲမယ်ဒီအပေါ်ထီကိုမြင်းကဖြတ်ချင်တာဖြစ်တဲ့အတွက်ဒီလောက်ရှည်ရှည်လေးလုပ်ခဲ့ပေးပါဒီလောက်ရှည်ရှည်လေးဒီနဲ့နေစမယ်ဟုတ်ပြီတရားကို rotate အသုံးပြုပြီးတော့ဒီမှာ rotate လေးရှိတယ်ဒီ rotate 2အသုံးပြုပြီးတော့ဒီမြင်းလေးကိုတို့လှည့်သွားပါမယ် rotate 2ကိုရွေးလိုက်မယ်ပြီးရင်ဒီအဆက်ကနေပြီးတော့လဲမယ်ဆိုတော့သူအမှတ်သားပေးရအနေနဲ့ order လေးဖြည့်ပြီးတော့ဒီအဆက်လေးကိုဖိလိုက်ပါပြီးရင်20 degree လဲမယ်ပေါ့ဒီ angle က rotate ရဲ့ angle ဒီဘက်ကိုလဲသွားမှာ preview ဆိုတာကကိုယ်ဘဲကိုလဲတာကိုကြည့်လို့ရတယ်အဲလဲတဲ့ပုံစံလေးဒီမှာ preview တစ်ချက်ပြန်နှိပ်လိုက်ရင်မမြင်ရဘူးတစ်ချက်နှိပ်လိုက်အဲဆိုရင်ကိုလဲမဲ့ဘက်ကိုမြင်နေရပြထားတယ်ပြီးရင် copy ပွားမယ်လို့တစ်ချက်နှိပ်လိုက်ပါ copy အဲ့တိုင်းပဲ order နှိပ်မယ်ဒီမှာတစ်ချက်နှိပ်မယ်20 degree ပဲသွားမယ်ဟုတ်တယ်ဟုတ်ပြီအဲ့တိုင်းပဲနောက်ထပ်ပွားမယ် order လေးကိုဖိပြရပါမယ် order ကိုဖိမယ်ပြီးရင်ဒီ anchor ဆိုတဲ့ point မှာတစ်ချက်နှိပ်မယ် preview ကိုမြင်နေရမယ်ပြီးရင် copy ကဲအရောင်လေးစချဲ့မယ်အားလုံးကိုအရင် selection 2ကိုရွေးမယ်မြင်းနေအားလုံးပါအောင်ရွေးချလိုက်ပါမယ်ပြီးရင် shape builder 2ကိုနှိပ်မယ်ပြီးရင်အရောင်စချဲ့မယ်ဒီအဝါနေပြီးတော့ဒီအနေထိပေါ့အဝါတစ်ချက်နှိပ်မယ်ဒီနဲ့လေးတစ်ချက်နှိပ်လိုက်ပါမယ်ပြီးနည်းနည်းရင့်လာမယ်ပြီးရင်ထပ်ရင့်မယ်အနီဘက်တန်းလာတာပေါ့အနီထိဆိုရင်ဒီဘက်ကိုပြန်သွားပါမယ်ဒီရတဲ့ထပ်ပြီးတော့ဖြော့ခြင်းဆိုရင်ဒီ plate မှာဖြူလေးနည်းနည်းထည့်ပေးလိုက်ပါမယ်ရပါပြီဟုတ်
အဲဒါရင်ဒီဘက်ကမြင်းတွေကိုဒီ selection 2ကိုအသုံးပြုပြီးတော့ delete လုပ်ပါမယ်ဒီလိုရွေးမယ်ပြီးရင် delete key လေးကိုနှိပ်လိုက်ပါဒီဟာလည်းအတူတူပါပဲ delete key နှိပ်လိုက်ပါ delete key နှိပ်လိုက်ပါဒီမြင်းအမဲတွေပေါ်နေတာဖြစ်တဲ့အတွက်ဒီဟာကြီးဟာတိတ်ပြီးတော့မတက်ရဘူးဖြစ်နေတယ်အဲ့ဒီအတွက်ဒီမြင်းတွေအကုန်လုံးကိုဖြောင်းမယ်ဆိုရင် selection 2ကိုရွေးမယ်ဒီတောင်းကနေဘယ်ဘက်အပေါ်တောင်းကနေပြီးတော့ click ကိုဖိခဲ့ပြီးတော့တောက်လျှောက်အောက်ထိဆွဲလိုက်ပါပြီးလို့ရှိရင်ဒီ stroke ရဲ့ဘေးနားမှာဒီမှာအယောင်ချဲတဲ့အခွက်လေးရှိအဲ့ဒါကိုတစ်ချက်ဖိလိုက်ပါပြီးဒီမှာ nan n o n e nan ဆိုတာလေးရွေးလိုက်ပါအဲ့ဒါဆိုရင်ဒီမြင်းတွေပျောက်သွားပါမှာဟုတ်ပြီမြင်းတွေပျောက်သွားပြီဒါကိုအားလုံးကိုထပ်ရွေးမယ်ပြီးရင် group ဖွဲ့ထားလိုက်ပါမယ်ပြီးရင်အပေါ်ဝင်နဲ့ရွှေ့မယ်အောက်မှာအသေးလေးတစ်ခု copy ပွားလိုက်ပါမယ်အဲဒီလိုဆိုရင်သူကကိုလိုချင်တဲ့ပုံစံမဖြစ်ဘူးအဲဒါဆိုရင် shift key လေးနဲ့တွဲနေတာလို့ရှိရင်အချိုးကျကျတည်သွားပါတယ်ဟုတ်ပြီအားလုံးပဲဒီနေ့တော့ဒီမှာပဲရက်လိုက်ပါတော့မယ်ကျေးဇူးတင်ပါတယ်